မတော်တဆဒီရေထွက်ပေါက်ကနေတဆင်ကျွန်တော်တို့ပြုတ်ကျသွားခဲ့ရင်ဘာဖြစ်မှာလဲမြင်ဘူးသမျှရေစီးကြောင်းတွေထဲမှာသွေးပြက်ဖို့အကောင်းဆုံးဒီရေထွက်ပေါက်ကြီးတွေဒီလောက်အပြင်းနဲ့ရေထွက်ပေါက်တဲ့လူတယောက်သာမတော်တဆပြုတ်ကျသွားခဲ့ရင်စားနာတော့ရှာလို့ရပါဦးမလားဒါက online မှာလူတော်တော်များများတွေးပြီးကြသိမ်းထားလေးရှိတဲ့မေးခွန်းတစ်ခုပါကမ္ဘာကျော် Hoover ဆယ်ကြီးရဲ့ရေစိုးထွက်ပေါက်ကိုပဲနမူနာကြည့်ကြည့်အောင်ဒီဆယ်ကြီးကတစ်စက္ကန့်ကိုရေဂါလန်ပေါင်း28,319 ဂါလန်ထိထုတ်နိုင်ပါတယ်မြင်သာအောင်ပြောရရင်အိုလံပစ်ပြိုင်ပွဲသုံးရေကူးကန်အကြီးကြီးကို10စက္ကန့်တည်းနဲ့ရေအပြည့်ဖြည့်ပေးနိုင်တဲ့ပမာဏပါတကယ်လို့ဒီလိုရေစီးကြောင်းကြီးတဲ့ကိုလူတယောက်မျောပါသွားရင်ဘာဖြစ်မလဲလက်ရှိအမေရိကလူငယ်တော်တော်များများကဒီလိုရေစီးတန်တဲ့နေရာတွေကိုတွားပြီးတော့စမ်းသပ်ကြပါတယ်ဒီလိုစမ်းသပ်မှုကြောင့်တစ်နှစ်ကို39ဦးထပ်မံနဲ့အသက်ဆုံးရှုံးမှုတွေရှိပါတယ်ဒါတွေကဆယ်တွေရေလောင်တမန်တွေမှာသုံးတဲ့ရေပူလဲစွန့်ထုတ်ပေါက်တွေပါရေလောင်ကန်ထဲမှာရေတွေအများများလာပြီးတော့စိုးရိမ်ရေမဲ့မြင့်တက်လာတဲ့အခါဒီဆယ်ကြီးမကျိုးသွားအောင်ပေါ်ကရေပူရေလွဲပြုံတွေကတစ်စင်အောက်ခြေကိုအချိန်အဟုန်နဲ့စွန့်ထုတ်ပြီးဘေးကိန်းအောင်ထိန်းညှိပေးထားတာပါဒီပြုံတွေရဲ့ရေထွက်နှုန်းအားတော့ဆယ်တွေရဲ့ပမာဏပေါ်မူတည်ပြီးခွာခြားပါတယ်ဒီနေ့ခေတ် digital နည်းပညာတွေကအရန်တိုးတက်လာကြတယ်ဆိုပေမဲ့ American တဝမ်းမှာရှိတဲ့တက်တန်းရင်10ပေါင်း9000ကျော်ဟာအခုထိ1950ခုနှစ်ဝန်းကျင်ကအင်ဂျင်နီယာအတတ်ပညာနီလန်ဟောင်းတွေနဲ့ပဲလဲပတ်နေသေးပါနိုင်ငံတကာကအမြဲဖွံ့ဖြိုးတိုးတက်နေတဲ့အင်ဂျင်နီယာပညာရပ်တွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် subscribe like and follow လုပ်သွားလို့ရပါတယ်လိုအပ်ချက်တွေရှိခဲ့ရင်လည်း comment မှာဆွေးနွေးအကြံပေးခဲ့နိုင်ပါတယ်